ဒီနေ့မှာတော့အကောင့်ပိုင်ရှင်ကျောင်းဆရာလေးပေးပို့ထားတဲ့ကိုတွေးဖြစ်မှန်ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားခြင်းပါတယ်ဒီဖြစ်တဲ့လေးဟာကင်းပြည်နယ်မှာရှိတဲ့ရွာတရွာဖုံးကျောင်းမှာညသကောင်ချင်းအိမ်သာခန်းတွေကိုပတ်ပြင်းနေတဲ့အရေးမေးကြောင့်အိမ်သာတိုင်းလေးပြလွှင့်မတဲ့ကြောင်းလန်းခဲ့ရတဲ့ကောင်းလေးနှစ်ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Polar Creation Channel ကနေကြိုဆိုလိုက်ပါတယ်ဖြစ်ရမှန်ကျောင်းမွဲပေါ်ရဇာတ်လမ်းတို့များကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့ Like and Subscribe လေးလုပ်ပေးသွားကြပါဦးမိတ်ဆွေတို့ကိုယ်တိုင်ကြုံတွေ့ကြရတဲ့ဖြစ်ရမှန်ဇာတ်လမ်းတွေရှိရင်လည်းရေးသားပေးပို့နိုင်ပါတယ်ကျွန်တော်အကောင်းဆုံးပြန်လဲပုံဖော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ထက်အောင်ပါကျွန်တော်ကကင်းပြည်နယ်ကရွာလေးတရွာမှာနေပါတယ်ငယ်ငယ်လေးကဒီရွာလေးမှာမွေးဒီရွာလေးမှာပဲကြီးခဲ့တာပါကျွန်တော်9 နှစ်ရောက်တော့တခြားရွာကျောင်းမှာပြောင်းပြီးတော့တက်ခဲ့ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရွာမှာမူလာတန်းတိပဲရှိလို့ပါဒီလိုနဲ့အလဲတန်းကျောင်းရှိတဲ့ရွာမှာကျောင်းတော့အဲ့ရွာဖုံးကျောင်းမှာပဲနေခဲ့ရပါတယ်ပြီးတော့အဲ့ဖုံးကျောင်းမှာနေတာကျွန်တော်တယောက်တည်းတော့မဟုတ်ပါဘူးမူလာတန်းနေရာစပြီးအလဲတန်းကျောင်းထိတချို့ကျောင်းသားတွေလည်းနေကြပါတယ်အဲ့တုန်းကသူရနေဖုံးခံကကျွန်တော်အရန်ခင်ရတဲ့တငယ်ချင်းတွေပါကျွန်တော်တို့၃ယောက်လုံးဖုံးကျောင်းကအဆောင်လေးတစ်ခုမှာနေကြပါတယ်ဖုံးကျောင်းမှာပဲစားချက်တယ်ဖုံးကျောင်းမှာပဲကျောင်းသွားကျောင်းပြန်လုပ်ရတယ်အတူသွားအတူလာအရန်ခင်ရတဲ့တငယ်ချင်းတွေပေါ့ဗျာဒီလိုနဲ့ကျွန်တော်တို့၈ တန်းနှစ်ကိုရောက်တော့အစိုးရစစ်စာမွေးကိုဖြေရပါတယ်တခြားမူလာတန်းနဲ့အတန်းငယ်တွေကတော့စာမွေးပြီးလို့အိမ်ကိုပြန်ကြတာပေါ့ဗျာဘုံကျောင်းမှာတော့ကျောင်းသားဆိုလို့ကျွန်တော်တို့၃ယောက်ပဲကြံခဲ့ပါတယ်အရင်ကတော့တခြားတန်းကတငယ်ချင်းတွေရောရှိတော့တိတ်ပြီးပြဿနာမရှိပါဘူး၃ယောက်တည်းကြံခဲ့ရတဲ့ညတွေဆိုအဆောင်ထဲမှာစားကြရင်နည်းနည်းတော့ကြောချမ်းတယ်လို့ခံစားမိတယ်ကျွန်တော်တို့နေတဲ့ဘုံကျောင်းကအရင်ကဂျပန်စစ်သည်ညိုင်တခုတဲ့ရွာလူတွေပြောတာနှစုံနှပြားတော့ကြားဘူးလားရှိပါတယ်ဒီလိုနဲ့ကျွန်တော်တို့ပထမဆုံးစာမွေးပဲဖြစ်မဲ့နေ့ကိုရောက်လာခဲ့ပါတယ်၃ယောက်သားမနှက်ဖြစ်ရမယ်စာမွေးပဲတော့အားခင်စားရတဲ့တကုံလောက်ကြတာပေါ့ည7 နာရီလောက်ရောက်တော့ကျွန်တော်အိမ်သာတက်ချင်တာနဲ့ဘေးက2ယောက်ကိုအဖော်ညှိရတော့တာပေါ့သူရတော့ချက်ချင်းပဲကျွန်တော်နဲ့တူအိမ်သာကိုလိုက်ခဲ့မယ်တဲ့ဖုန်းကန်ကတော့သူမလိုက်တော့ဘူးအိတ်တော်မယ်လို့ပြောတာကြောင့်ကျွန်တော်နဲ့သူရ2ယောက်တည်းပဲအိမ်သာခန်းနေရှိရဲ့ဖုန်းเจ้าရဲ့အနောက်ဘက်ကိုထွက်လာခဲ့ကြပါတယ်အိမ်သာခန်းနေကဖုန်းเจ้าနဲ့နည်းနည်းလန်းတော့ကြောက်စီတော့ဝင်မိတာပေါ့ကြောက်လေကြောက်ချင်စရာပဲအိမ်သာနားမှာတရက်ပင်ကြီးကလည်းအုံဆိုင်နေရအောင်ဒီလိုနဲ့အိမ်သာတွေစီကိုရောက်တော့ကျွန်တော်နဲ့သူရတခန်းစီကိုဝင်ကြပါတယ်အဲ့ဒီချိန်အိမ်သာအပြင်ဘက်ကနေလူတယောက်ပြေးတဲ့အတန်ကိုစကြရပါတယ်ကျွန်တော်ကတော့ဖုန်းကန်နောက်ကလိုက်လာပြီးစတယ်ပဲထင်တာပါအဲ့ဒီချိန်ဘေးကမ်းမှာအိမ်သာတက်နေတဲ့သူရအော်ပြောတယ်ဟဲ့ဖုန်းကန်မစနဲ့ကွာငါတို့မကြောက်တတ်ဘူးကွာဒီလိုနဲ့ကျွန်တော်တို့နှစ်ယောက်လုံးကိစ္စတွေပြီးလို့အပြင်ထွက်ကြည့်လိုက်တော့ဘယ်သူမှရှိမနေဘူးအဲ့ဒါကြောင့်ပဲကျွန်တော်နဲ့သူရဖုန်းကန်ကိုမတင်ကားကြောင်အဆောင်စီကိုပြေးသွားခဲ့ကြပါတယ်ဒါပေမဲ့အဆောင်ကိုပြန်ရောက်တော့ဖုန်းကန်အိပ်ပျော်နေပါပြီဒီလိုနဲ့မနက်မိုးလင်းတော့ကျွန်တော်တို့၃ယောက်မြန်မာစာသွားဖြေခဲ့ကြပါတယ်စာမွေးပြီးလို့ဖုန်းကြောင်းပြန်ရောက်တော့ဖုန်းကန်ညအိမ်သာတက်နေတော့အိမ်သာခန်းတွေကိုပတ်ပြေးနေတာမင်းလားလို့မေးတော့ तू ကမဟုတ်ဘူးလို့ပြန်ပြေးပါတယ်ဒါပေမဲ့လေကျွန်တော်နဲ့သူရတော့ဘယ်ယုံမလဲအချင်းချင်းစားနောက်နေကြဆိုလို့လေဒီ၃ယောက်ပဲရှိတာဘူးတခြားဘယ်သူကလာစားမလဲပေါ့ဒီလိုနဲ့ကျွန်တော်တို့ကျောင်းဝေရဝိဇ္ဇာလေးတွေနိုင်သလောက်လုပ်ပြီးတော့နောက်နေ့ပြရမယ်အင်္ဂလိပ်စာတွေပြင်ဆင်ကြတာပေါ့အချင်းကလည်းညနေပိုင်းကနေညပိုင်းချိန်ကိုတဖြည်းဖြည်းကူးပြောင်းလာခဲ့ပါတယ်ကျွန်တော်နဲ့သူရကတော့မင်းညအဖြစ်ဖြစ်ကိုလုံးဝအစားမကြည့်ပါဘူးဒါကြောင့်ပဲအိမ်သာဘက်ကိုသွားဖို့အတွက်တိုင်ပင်လိုက်ပါတယ်ဖုန်းကန်ကိုအိမ်သာလိုက်အောင်မလားလို့မေးတော့ထုံးစံတိုင်းပါပဲသူကတော့မလိုက်ဘူးငါအိတ်တော့မေးတဲ့ကျွန်တော်တို့လည်းဒါဆိုရင်တော့ဒီကောင်စားတာတေးကြပြီပေါ့လို့ပဲတွေးမိကြတာပေါ့သူရနဲ့တိုင်ပင်ပြီးဒီညတော့အမိဖမ်းရမယ်ဆိုပြီးအိမ်သာတက်ချင်အောင်ဆောင်ဖို့ထွက်လာခဲ့ကြပါတယ်ကျွန်တော်နဲ့သူရအိမ်သာတယောက်တစ်ခန်းစီကိုဝင်ထိုင်လိုက်ပါတယ်နည်းနည်းကြာတော့လူတယောက်ကမင်းညအတိုင်းပဲအိမ်သာခန်းတွေကိုပတ်ပြေးနေပါတယ်နောက်တော့နည်းနည်းလေးကြာလာတော့အဲ့လူကငိုလိုက်ရီလိုက်နဲ့လုံနေပြန်ပါသေးတယ်ကျွန်တော်တို့ရောက်လဲဖုန်းကန်လုံနေရထင်ပြီးအပြင်ကိုထွက်ကြည့်လိုက်တော့မိကုန်းဝေလို့အရင်မဲမဲကြီးဟာအိမ်သာခန်းတွေကိုပတ်ပြေးနေရပါအတန်ကြီးကလည်းကြောက်စရာကြီး
နောက်ပြီးငိုလိုက်လိုက်နေကျွန်တော်နဲ့သူရနှစ်ယောက်သားပူးကပ်နေလိုက်မိပါတယ်နည်းနည်းကြတော့အဲ့အရေးမကြီးပျောက်သွားပါတယ်မကြလိုက်ပါဘူးအိမ်သာခန်းနေရဲ့အနောက်ကနေအရက်ရှိရှိနဲ့လူကြီးကြောင်ထွက်လာတယ်သူကစုပ်ပြက်နေတဲ့ဝိစုံကြီးဝစ်ထားပါတယ်ခေါင်းယူလည်းငုံပြီးတော့ကျွန်တော်တို့စီကိုဦးတီလာနေရပါကျွန်တော်တို့ကလည်းဘာလို့ဘာခိုင်းရမှမသိထွက်ပြေးရမလို့ထိုင်ပြီးတော့ပဲငိုရတော့မလို့ဖြစ်သွားမိတာပေါ့အဲ့ဒီတော့ခန်းစားချက်ကြီးကိုကျွန်တော်ခုထိမှတ်မိနေပါသေးတယ်ခန္ဓာကိုယ်တစ်ခုလုံးထုံကျင်ပြီးစက်သိမ်းမွေးကြီးနေထားရုံနဲ့မကောက်ဘူးစပင်မွေးတွေပါထောင်ကုန်ပြီလားလို့ပါခန်းစားမိလိုက်ရပါတယ်ဒီလိုနဲ့အဲ့လူကြီးကျွန်တော်တို့နဲ့မလန့်မကန်းအောင်ရောက်လာတော့သူ့ရဲ့ငုံနေတဲ့မျက်နှာနဲ့ကျွန်တော်တို့ကိုလှမ်းကြည့်လိုက်ပါတယ်သူမျက်နှာကြီးကဒဏ်ရာတန်ချက်တွေပြင်းနေနေပြီတွေးတွေလည်းထွက်နေပါတယ်အဲ့ဒီချိန်ကျမှကျွန်တော်နဲ့သူရလည်းအသက်ကုန်អော်ပြီးတော့ထွက်ပြေးကြတော့တာပေါ့ပြေးနေအနောက်ကိုလှည့်ကြည့်လိုက်ပြီးတော့ခေါင်းကိုက်ဆိုင်ကြီးနဲ့ကျွန်တော်တို့နောက်ကိုဖြည်းဖြည်းချင်းလိုက်လာတာဗျတကယ်ကိုသွေးပြက်စရာကြီးပါကျွန်တော်တို့ညအဆောင်ပြန်ရောက်တော့ကျွန်တော်တို့ရဲ့အော်ဒန်တွေကြောင့်ဖုံးကန်လည်းနိုးလာပါတယ်ကျွန်တော်နဲ့သူရတော့ချွေးပြန်ပြီးသွေးပြက်နေပြီပေါ့ဗျာဖုံးကန်လည်းချက်ချင်းပဲဆရာတော်စီကိုပြေးသွားတယ်ခဏကြာတော့ဆရာတော်နဲ့ကပ်ပီယာကြီးရောက်လာပြီးကျွန်တော်နဲ့သူရကိုပရိတ်ရည်တွေဖျန်းပေးပါတယ်ဘာဘုံကတော့တရားစာတွေရွတ်ဖတ်ပေးတာပေါ့နောက်ပြီးမကြောက်အောင်လဲအားပေးစကားတွေပြောပေးပါတယ်အဲ့ဒီချိန်ကျမှကျွန်တော်တို့လည်းစိတ်သက်သာရသွားတော့တာပေါ့ပြီးတာနဲ့ညရွညင်ပဲဆရာတော်ကအိမ်သာနားကိုသွားပြီးမြစ်တာဖို့အများတန်းနေပေးဝေပြီးတော့နောက်ကိုဒီလိုမချောက်လန့်မှုမိန့်ကြားတော်မူလိုက်ပါတယ်နောက်နေ့မနေ့ရောက်တော့ကျွန်တော်တို့၃ယောက်အင်္ဂလိပ်စာသွားပြရပါတယ်အဲ့ဒီနေရာကျွန်တော်နဲ့သူရတော့မပြေနိုင်ခဲ့ပါဘူးအောင်မလောက်ကလေးနဲ့ပဲကက်တီလေးအောင်ခဲ့ရတာပါဒီလိုနဲ့ရွာထဲကလူတွေကကျွန်တော်တို့အကြောင်းကိုကြားတော့လာပြီးပြောကြပါတယ်အဲ့ဒီနေရာဂျပန်ခေတ်ကစစ်တင်ညာကြီးတဲ့ကျွန်တော်နဲ့သူရလည်းရွာသားတွေပြောနေကြစကားကိုကြားဘူးခဲ့ပေမဲ့ဒီလိုမျိုးကိုရွေးကြော်ရလိမ့်မယ်လို့တော့ဘယ်တင်ခဲ့ပါမလဲဒီဖြစ်ပျက်လေးကတော့ကျွန်တော်ရင်ထဲမှာအမြဲတမ်းကိုအမှတ်ရနေမိတဲ့အကြောင်းအရာလေးတစ်ခုဖြစ်ပါတယ်ဇလန်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်အကောင့်ပိုင်းရှင်ကျောင်းဆရာလေးပေးပို့ထားတဲ့ကိုရွေးဖြစ်မှန်ဇလန်လေးကိုအားလုံးကလည်းကြိုက်နှစ်သက်ခဲ့ကြလိမ့်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်ပရိသတ်တွေပေးပို့လာတဲ့ကျောင်းမက်ဖွယ်ရာဖြစ်မှန်ဇလန်ကောင်းတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာမို့လို့စောင့်မျှော်ကြည့်ရှုပေးကြဖို့မေတ္တာရက်ခံနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ